Trying Galaxy Trying Galaxy Trying Galaxy အခုသူတို့ပြောနေတဲ့ Trying Galaxy ဆိုတာဘာလဲ Trying Galaxy ဆိုတာ Samsung ဖုန်းမလိုအပ်ဘဲနဲ့ကျွန်တော်တို့အနေနဲ့ iOS ဒါမှမဟုတ်ဆိုလို့ရှိရင်အားလုံး Android ဖုန်းတွေမှာ Samsung ရဲ့ flagship feature တွေကိုသုံးလို့ရနိုင်မယ် app တစ်ခုပဲဖြစ်ပါတယ်ဒီနဲ့အခုဖုန်းထဲမှာရှိတဲ့ Trying Galaxy app ထဲကိုဝင်လိုက်မယ်ပြီးရင်တော့ကိုသုံးနေတဲ့ flagship feature တစ်ခုကိုနှိပ်လိုက်မယ်ခေဒါဆိုလို့ရှိရင်ကိုစမ်းပြီးတော့သုံးလို့ရပြီပေါ့နော်ဒါနဲ့မကသေးပဲဖုန်းနှလုံးပူပြလိုက်ရုံနဲ့ 4D experience ကိုခန်းစားနိုင်မှာပဲဖြစ်ပါတယ်